မြန်မာနိုင်ငံရဲ့ပထမဆုံးနဲ့အကြီးကျယ်ဆုံးဖြစ်တဲ့ဂီတသမားတွေစုစည်းပြီး Instrumental Show ကို January 26 ရက်နေ့ညကရန်ကုန်မြို့မိုင်တာကွင်းမှာအခမဲ့ကျင်းပခဲ့ပါတယ်။လူငယ်တွေရဲ့ underground band လက်စွမ်းပြတီးခတ်မှုနဲ့စတင်ခဲ့ပြီးနောက်မှာတော့နိုင်ဇော်ပူပူဇော်မင်းသိန်းဝီလီဇော်လက်ဒဲရစ်မီလာဝင်းမော်ရွှေတန်စင်ချစ်စမ်းမောင်ဇော်မျိုးထွတ်တို့ပါဝင်နိုင်ငံကျော်ဂီတသူရဲကောင်း20ကျော်ကတချင်းနှစ်ပုတ်စီတီးခတ်ခဲ့ကြပါတယ်။ဇော်ဝင်းထွတ်ရဲ့သားအီတိုချစ်စမ်းမောင်ရဲ့သမီးငယ်လေးကွယ်လွန်သွားတဲ့မြစ်စီမလှိုင်းရဲ့ဂီတာဇော်မျိုးထွတ်ရဲ့သားရွှေထွတ်တို့ကလည်းပူးပေါင်းဖျော်ဖြေခဲ့ပြီးမြန်မာပြည်ရဲ့အမျိုးသမီးဂီတာသမားနုနုရှိန်ကလည်းပါဝင်တီးခတ်ခဲ့ပါတယ်။ပရိသတ်ထောင်ချီလာရောက်အားပေးခဲ့တဲ့ဒီဂီတာပွဲကိုတော့ထူးအိမ်တင်ရဲ့ ARD နောက်တိုင်းဂီတာအဖွဲ့ Deep Purple ရဲ့ Smoke on the Water ချစ်ကောင်းရဲ့လေလွှင့်ငှက်ရဲ့ခြေရာများသချင်းတို့နဲ့အပိတ်သချင်းကိုဂီတာသမားတွေအားလုံးစုစည်းတီးခတ်ခဲ့ကြပါတယ်။